အားလုံးပဲမင်္ဂလာပါ Audio by Flame Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးထင်နဲ့အတုပအမိယာဇလန်းလေးပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးအစင်းနဲ့ဖြစ်ရင်စလိုက်ကြအောင်မောင်ဘိုးထင်တယောက်ရွာကြီးမြောက်ဘက်ရှိချောင်းရိုးလေးပေတွင်ထိုင်နေသည်သူ၏ဖခင်ဆုံးတာသိပေမဲ့လည်းချက်ချင်းလိုက်သွားဖို့ကအဆင်မပြေဦးအောင်လည်းလိုင်းမိဖြစ်ရာမနှက်အစောထသွားမိဟုသာဆုံးဖြတ်လိုက်ပြီးနော်ရိုးလေးဘေးတွင်တယောက်တည်းထိုင်နေခြင်းဖြစ်သည်သူရွာကိုနောက်ဆုံးတစ်ခေါက်သွားတော့ကအပြောင်းလဲကြီးပြောင်းလဲနေတော့ဖခင်သည်ယခုသူရွာသို့ပြန်ရောက်ချိန်တွင်တော့မိသည့်စကားမှမပြောနိုင်တော့မီမဟုတ်အင်းဤနောက်ခန်းတွင်ပန်းအိုးတစ်လုံးနဲ့ရွက်လှပင်များထည့်ပြီးတော့သူ၏ဖခင်ကောင်းရင်းနဲ့ထားကပလက်လန်အနေထားနဲ့တေဆုံးနေသောဖခင်ရဲ့အလောင်းကိုသာတွေ့ရမည်မဟုတ်ပါလားဦးအောင်ပြောပြတော့ကောင်းလေးရေလွမ်းလာရင်အနာနဲ့မေးဆိုသည့်စကားကိုလက်ကင်ထားရမည်လဲဆိုပြန်သည်ဖခင်နောက်ဆုံးဂီယူဆိုင်ပေးခဲ့သည့်အမတ်တရားများသာသူ၏စိတ်ထဲတွင်ကြီးစိုးနေလျာသူ့ဘောမကောင်းခဲ့သောအရာများကိုကောင်းကွက်တစ်ခုတည်းနဲ့အရာအလုံးသင်မိုးချိန်နိုင်ခဲ့သည်လည်းမဟုတ်ပါလားသူ၏ဖခင်သူ့ဘောမြည်သို့စိုးတန်းစွာပြုမှုနေခဲ့ပေမဲ့သူမမုန်းခဲ့ပါအဘဲကြောင့်ဆိုတော့သူ၏အမေဖြစ်သူဟာအဆမတန်ချစ်တာပဲဟုသောအကြောင်းပြချက်လေးတစ်ခုတည်းကြောင့်သူမမုန်းရက်ခဲ့တာလည်းဖြစ်နိုင်တယ်မောင်ဘိုးတင်ရိုးထဲမှစီးဆင်းနေသောရေလေးများကိုကြည့်ကငေးပြီးတော့တွေးဝေနေစင်ပါပဲသူ၏ပခုံးကိုပုတ်ပြီးတော့အနားဝင်ထိုင်လိုက်တော့ဖိုးထွင်းတဲ့ตาရကိုမြင်လိုက်ရသည်ဖိုးထွင်းသည်မောင်ဘိုးတင်၏ပခုံးပေါ်လက်တင်လိုက်ပြီးတော့ဘိုးတင်ငါ့လည်းစိတ်မကောင်းပါဘူးကွာရပါတယ်ဗျဘာမှဖြစ်ပါဘူးအေးပါကွာဒါနဲ့မင်းဘယ်အချိန်ရွာပြန်มาတော့ကျုပ်ကအခုပဲပြန်ကျင်တာဒါပေမဲ့အဘကအသက်ကြီးနေပြီလေညာကြီးညတာမောင်ဘိုးတင်စကားမဆုံးခင်ချောင်းရိုးလေးနဲ့မလန်းမကန်းမှာဦးအောင်တယောက်ခါးထောက်ပြီးတော့အော်တန်ထွက်ပေါ်လာတယ်ကောင်းလေးမင်းကွာဘယ်လီလျှောက်သွားနေရလဲအခုမင်းရောသွားကြမယ်အဘမနှက်မှသွားဒီကောင်ရှာရှည်လိုက်တာကွာသွားမယ်လားမောင်ဘိုးတင်ဒီထိုင်နေရာမှာထားရလိုက်ပြီးတော့ဖိုးထွင်းတဲ့ตาရကိုကြည့်လိုက်တယ်မောင်ဘိုးတင်ကြည့်တဲ့အတိတ်ဘက်ကိုသိတော့ဖိုးထွင်းသည်ငါတို့လိုက်မှာတို့ရွာကလူတော်တော်များများလည်းလိုက်ချင်တယ်မင်းသဘောဘလို့ရတော့အဘကိုမေးကြည့်ရမှာပဲအဘလိုက်ခိုင်းမလားမလိုက်ခိုင်းမလားမသိဘူးမောင်ဘိုးတင်နဲ့ဖိုးထွင်းတို့စကားတပြောပဲနဲ့လမ်းလျှောက်လာရဦးအောင်နာသို့ရောက်လာလေသည်ဦးအောင်နာရောက်တော့အခါမောင်ဘိုးတင်နဲ့ဦးအောင်ကိုကြည့်ကအဘရွာကလူတွေကကျုပ်ရွာလိုက်ချင်လို့တဲ့အဘသဘောကရောငါကြားပြီဒါပေမဲ့ငါမလိုက်ခိုင်းခဲ့ဘူးကွာမင်းကလည်းငါအိမ်မှာနေတာကြားပြီဆိုတော့ဟိုရောက်ရင်မင်းကဧည့်သည်သဘောမျိုးဖြစ်နေပြီလေဧည့်သည်တွေနေစားရိတ်ခတ်မယ်လို့ထင်တာပဲဘာသဘောပါဦးအောင်ကြီးပြောစကားကိုကြားရတော့တာအင်းနဲ့ဖိုးထွေးသည်ဦးအောင်ကစကားဆိုးလာသည်ဦးအောင်ကျုပ်တို့ကလိုက်မှာနော်အေးပါကွာမင်းတို့ကမလိုက်ခိုင်းလဲလိုက်မဲ့သူတွေဆိုတော့ငါသိတယ်သွားမင်းတို့မိဘတွေကိုသွားခွင့်တောင်းကြတော့ငါတို့သွားကြတော့မှာဦးအောင်စကားဆုံးသည်နဲ့ဖိုးထွင်းနဲ့တာရသည်ဦးအောင်နဲ့မောင်ဘိုးထင်ကိုနှုတ်ဆက်ကချောင်းရိုးလေးဘေးမှနေ၍သူတို့အိမ်များစီသို့ထွက်သွားကြလေတော့စွန်းစားတန်ကြောင်ခောက်တန်ကြားရသည့်အတွက်မနက်7:00 နာရီဆိုတာလူတိုင်းသိမိလေဖြစ်သည်ထိုအချိန်ဦးအောင်ဦးဆောင်သောမောင်ဘိုးထင်တို့အပွဲပေပင်ရွာမှထွက်လာကြတော့သည်ဖိုးထွင်းနဲ့တာရအပြင်တာရေးပါပါလာသည်တခြားလူကြီးများကလိုက်လို့ကြတော့လေခရီးလမ်းပင်ပန်းမှရဲ့သူတို့ဟာအဲဝေါ်ကြေပြုံမဲ့သူဘယ်သူမှမရှိတာရဲ့ကြောင့်ဦးအောင်မှမလိုက်ရန်တားရခြင်းလည်းဖြစ်သည်ခရီးလမ်းကိုတော့မိသည့်စကားမှမပြောကြဘဲနှုတ်ဆိတ်လို့သာလမ်းလျှောက်လာနေကြသည်အတန်ကြာသောအခါမှာချောင်းဟန်တန်တစ်ချက်ပြီးပြီးဦးအောင်မှစကားဆိုးလေသည်ကောင်းလေလူဆိုတာအသေးမျိုးကွာမင်းလဲသေးမယ်ငါလဲသေးမယ်နောက်ကကောင်ကလည်းသေးမယ်ကွာဦးအောင်ကြီးစကားကြောင့်နောက်မှလမ်းလျှောက်နေသောဖိုးထွေးသည်ဦးအောင်ကြီးနောက်ကျောကိုကြည့်ကမဲပြုံးတစ်ချက်ပြောလိုက်သည်ဦးအောင်သည်သူ့ဟာမကျင်မနှက်ဖြစ်နေသောဖိုးထွေးဟာသူမမြင်ပါထို့ကြောင့်စကားကိုဆက်ပြီးဆိုပြန်သည်ကောင်းလေမင်းဘလို့ခံစားရတယ်ဆိုတာငါနားလဲပါတယ်ဒါပေမဲ့ဦးအောင်သည်မောင်ဘိုးထင်ဟာနှင်းသိမ့်စကားပြောလဲစားနဲ့ရက်နေသည်သူပါဆက်ပြောရမှမသိတော့၍စဉ်းစားနေခြင်းလည်းဖြစ်သည်ဦးအောင်မိတို့ပြောဆိုရမည်ဆိုတော့စဉ်းစားမရဖြစ်နေသည်ကိုသိတော့ဖိုးထွေးမှာဦးအောင်ပြောလေဗျာပြောလက်စားစကားယူဟိုဟာကွာလူဆိုတာသေမျိုးကွာမင်းလဲသေမယ်ငါလဲသေမယ်နောက်ကကောင်တွေလည်းသေမယ်ဒါပဲပြောမှာမဟုတ်လားဦးအောင်ပြောမိစကားကိုဖိုးထွေးများဖက်ပြောလိုက်တော့ကြောင့်အနောက်မှဖိုးထွေးဟာဦးအောင်မကြည့်သလိုကြည့်နေသည်မကျင်မနှက်ဖြစ်နေသောဦးအောင်ကိုကြည့်ပြီးမောင်ဘိုးထင်စိတ်မကောင်းသည့်ကြားမှာပြုံးလိုက်မိတော့သည်ထို့နောက်မောင်ဘိုးထင်သည်နောက်မှဖိုးထွေးသူအားလှည့်ကြည့်လိုက်ပြန်သည်သူအားပြုံးပြနှိမ့်သိမ့်နေသည့်မျက်နှာများကိုမြင်ရ၍စိတ်ချမ်းသာမိသည်ယခုသူနားတွင်ရှိနေသောလူများကြောင့်သူ့ဘဝဆိုးပြေနေသည်လည်းမဟုတ်ပါလားပြုံးအောင်တန်းလာသောမောင်ဘိုးထင်၏မျက်နှာကိုမြင်ရရင်ဦးအောင်ပါဝင်ကြံသူများစိတ်ချမ်းသာရသည်ဦးအောင်သည်မောင်ဘိုးထင်၏ခေါင်းကိုလက်နှင့်ပုတ်ခါကောင်းလေမင်းတို့ကငါဘုံဝေပေးမယ်
ဘာလဲအဘကျုပ်ကိုစိတ်မကောင်းဖြစ်နေတယ်ဆိုပြီးတော့စိတ်ပြေအောင်ပြောတာလားကောင်းလေမင်းကငါဘယ်တော့စကားဖို့ပြောဘူးလေအေးပါဗျာကျုပ်သိပါတယ်ဦးအောင်မဘုံဝင်ပေးမယ်ပြောတော့အခါဖိုးထွေးသည်အားကြမခံမောင်ဝိုးတင်ရစကားဆိုလေသည်ဘိုးတင်ဦးအောင်တကယ်ဘုံဝင်ပေးရင်ငါအဘကိုကြေးနှောင်းဝယ်ခိုင်းမယ်ကွာပြီးရင်ဘာကြီးရစီမှာသွားတင်မယ်ခမည်းဘင်ညိုကြီးအောင်နှစ်ခုလုံးတင်မှာပေါ့ကွာဖိုးထွေးပါကွာသူများရဲ့လို့နွားလဲမောင်းတာတော့ပဲသိတဲ့ကောင်မဟုတ်ဘူးဖိုးထွေးဤသားရငဲဆောင်ကြည့်ပြီးပြောလိုက်တာတာရသည်သူ့အားဆောင်းပြောနေသူကိုတတိထားမိတော့ကဘိုးတင်တချို့ကောင်တွေကဘေးညိုကိုတထောင်လောက်ပဲတီးတတ်တဲ့ကောင်အဲ့လောက်ကတော့ကွာဟိုကတာအေးကိုရွာဦးเจ้าကအုံမောင်းတို့နှစ်ချောင်းနဲ့ခောက်ခိုင်းတော့ရတယ်ရောက်နေဟဲ့ကောင်သားရမင်းကောင်ပြောတာမဟုတ်လားမင်းနာမည်ပါလို့လားဖိုးထွေးရွာမှာဘေးညိုတီးတာငါတယောက်တည်းကွာဘာကြီးမြောင်ဘယ်နာသွားထားမလဲဘာကြီးမြောင်တီးတတ်တယ်ကွာအဲ့ဒါဆိုမင်းကမတီးတတ်ဘူးလို့ပြောတာမဟုတ်လားကိုเจ้าကိုတင်ပြီးတာပဲလေမင်းတော့မိကျော်တို့အိမ်တူတူတချင်းသွားဆိုတော့မင်းကဘာလို့လိုက်လဲဟဲ့ကောင်မင်းတီးတာကောင်းမလားလို့ပေါ့ကွာမင်းကတထောင်လုံးနေအိမ်ဝိုင်းထဲကမိကျော်အဖေကြီးလေးခွာကြီးကင်ပြီးရှောက်သွားနေတာမမြင်ဘူးမဟုတ်လားဖိုးထွေးနဲ့သားရစကားများကြည့်ပြီသူတို့ကမတဲ့အတူနေများဖြစ်သည်ယခုစကားများနေခြင်းကိုအချိန်မီတားဆီးနိုင်ကအတော်ရာကြမည်စကားများနေမှုကိုတားဆီးနိုင်သူကမောင်ဘိုးထင်သာရှိသည်မဟုတ်ပါလားဦးဝန်းသည်မောင်ဘိုးထင်ရလက်တို့ပြီးနောက်မှဖိုးထွေးနဲ့သားကိုမျက်စာပစ်ပြလိုက်ရကဲတော်ကြပါတော့ဗျာခမည်းတော်ကလည်းဘာမဟုတ်တာတွေနဲ့စကားများနေတယ်ကိုသားကခမည်းကကိုဖိုးလေးပြောလဲပြောချင်စရာဘာလို့လဲဖိုးတဲ့ခမည်းကဘာမှစိတ်ဝင်စားတာအဲ့တော့ခမည်းနှဲမုတ်တင်ကြားလားအေးပါကွာနှဲမဟုတ်ပဲလက်ကွင်းကတော့ဗျာဟောဟိုကတာရီတောင်တီးတတ်တယ်မောင်ဘိုးထင်ရဲ့ပြောစကားကိုတာရီတယောက်မကျင်းတတ်ပါအစောကလည်းတာရမှာအုံမောင်းခေါက်ခိုင်းသည်မဟုတ်ပါလားယခုလည်းလက်ကွမ်းတီးခိုင်းနေသည့်အတွက်မကျင်မနှက်ဖြစ်ကဟိတ်ကောင်ဘိုးတဲ့မင်းကတော့မဟုတ်ဘူးပါမင်းနဲ့ငါအသက်တူရွယ်တူပါမင်းကဆိုင်းစရာလုပ်ပြီးတော့ငါ့ကိုလက်ကွင်းတီးခိုင်းရတယ်လို့မတက်ကကွာနှဲမုတ်ခိုင်းတော်သည်အားကြီးမင်းကလက်ကွင်းနဲ့လိုက်လို့ကွာဆိုင်းထဲမှာမင်းတီးရမယ်လက်ကွင်းအတန်ကအတန်အကျဲဆုံးမင်းလက်ကွင်းကြီးကကွာတခြားကွာထပ်တဲ့အတန်တွေကိုလွှမ်းကုန်တာဒီတော့မင်းကဆရာကြီးဟာမောင်ဘိုးတင်စကားကြောင့်တာရေးခေါင်းလေးမော်ပြီးတွေးနေသည်ခဏကြာတော့ကဟုတ်တယ်ဟာရွာကဆိုင်းရပွဲဆိုင်းတီးရင်အဲ့လက်ကွင်းကြီးတီးရင်ကြံတဲ့အတန်တွေသိမကြအောင်သူကဆရာကြီးဟာဟုတ်တယ်ငါတီးမယ်ကွာမောင်ဘိုးတင်သူ၏အပေါင်းအသင်းများနဲ့ငင်းကုံစကားပြောနေလေရာသူ၏ဖခင်အတွက်စိတ်မကောင်းဖြစ်သည်ကိုပဲမေ့နေပြီလည်းဖြစ်သည်ငငယ်ကလေးကမှလက်ပွန်းတနည်းမနေရသောဖခင်နာရီကိုဤမြလောက်ပူဆွေးတော့ကရောက်သည်မှာအတော်ပဲနှလုံးသားကြီးသည်ကိုပြောဟမည်လည်းဖြစ်သည်ပျော်နေတတ်ပြီးပွင့်ပွင့်လင်းလင်းရှိလာသောမောင်ဘိုးတင်သည်လောကဓာတ်ကိုရင်ဆိုင်ခဲ့ရသည်မှာအရွယ်နဲ့မမျှရင်ဆိုင်ရဘူးသူမို့နှလုံးသားမှာလည်းအတ္တမှာတက်နေလောက်ပြီဖြစ်ရာသူ၏နှလုံးသားကမာကျောနေပြီလည်းမဟုတ်ပါလားယခုသူဝါသနာထုံမွန်လှသည့်ဆိုင်းကြောင်ပြောနေသောကြောင့်အာကျိုးမှန်တဲ့စကားဆိုနေသည်ဘေးတွင်တော့မြည်သည့်စကားမှမပြောသောဦးဝန်းသည်မောင်ဘိုးတင်ကိုကြည့်ပြီးသဘောကျနေလေတော့သည်ယခုလည်းမောင်ဘိုးတင်တို့အဖွဲ့ငင်းခုန်နေကြပြန်သည်သူတို့ငင်းနေကြသည့်အကြောင်းမှာဘိုးတင်ငါကဆိုင်းနာမည်ကိုကွာပေပင်ဆိုင်းလို့ပေးချင်တာဟာဖိုးတို့ရပေပင်ဆိုင်းဆိုတဲ့နာမည်ကရှိပြီးသားရွာကဘိုးတော်ရည်တီးတဲ့ဆိုင်းနာမည်ကပေပင်ဆိုင်းနေကွာအဲ့ဒါဆိုဘိုးဖိုးတာလို့ပေးကွာဘာလဲဟာဘိုးဖိုးတာမင်းကလည်းကွာအတူကောက်ပေးထားတာကွာဘိုးကဘိုးထင်ဖိုးကငါတာကမင်းကွာနောက်တသားဟိုကောင်တာကြီးဒီထပ်ပြီးမကျင်မနဲ့ဖြစ်ပြန်သည်တာကြီးဒီနာမည်ပေးနေတော့ဖိုးထွေးကိုကြည့်ပြီးဟာခမရကျုံနာမည်ကိုနောက်ဆုံးမှထားတယ်တကယ်လို့ဘိုးတာဖိုးဆိုရောဟာတာတိတ်ကကျုပ်တာနှစ်ကကိုသားရမောင်ဘိုးထင်ခေါင်းကိုရပြီလေဖြစ်သည်တာကြီးပြောသည်များကိုနားထောင်ပြီးခေါင်းချုပ်နေခြင်းလည်းဖြစ်သည်ဘာလဲဆိုင်းနာမည်ကဘိုးတာနှစ်ဖိုးလို့ပဲဟုတ်လေတော်ကြပါတော့ဗျာခမည်းတော်ကနေရာတအားလိုချင်တာပဲနာမည်မပါတော့ဘာဖြစ်မှာတော့ဆိုင်းကောင်းဖို့ကအဓိကပဲအဲ့တော့ဘိုးထင်ဆိုင်လို့ပဲပေးဗျာတာရေးမကျင်တဲ့ပြန်ပြောမယ်ကြံစဉ်တာရေးနားတွင်ရှိသောတာရမှာတာရေးပါဇက်ကိုလက်နှင့်ပိတ်ထားလိုက်သည်သူတို့လည်းမကျင်တတ်ပါသို့ပေမဲ့လည်းဖခင်ဆုံးရှုံးထားသည့်အတွက်သူစိတ်ကြိုက်လုပ်ခွင့်ပေးထားခြင်းကြောင့်လည်းဖြစ်နေသည်နာမည်ကအရေးမကြီးဘူးဆိုပြီးဘိုးထင်ဆိုင်ကိုနာမည်ပေးတာကိုလည်းသူတို့မကျင်တတ်သို့ပေမဲ့လည်းနားလည်းပေးလိုက်ကြကစကားတစ်ပတ်နဲ့တစ်ဆိတ်ရွာသို့သွားနေကြလေတော့သည်မောင်ဘိုးတို့တစ်ဆိတ်သွားရောက်ချိန်တွင်တော့အချိန်ကလည်းလင်းနေပြီဖြစ်သည်မောင်ဘိုးထင်သည်လာရောက်နေကြအောင်များ၏အောက်တွင်သူ၏အိမ်ရှိရာသို့သွားနေလေတော့သည်အိမ်နှင့်မလန်းမကန့်ရောက်သောအခါသူ၏အိမ်ဝိုင်းထဲတွင်မီးတုပ်များထုံးညှိပြီးရွာသားများ၏လက်ထဲကင်ထားကြဟန်ရှိသည်ဖြင့်လင်းထိန်လိုနေသည်အိမ်ဝိုင်းဝရောက်သောအခါမောင်ဘိုးထင်တို့မြင်ရသည်မှာရွာသားများသည်မီးတုပ်များကင်ထားပြီးတော့အိမ်ဝိုင်းထဲ၌စုယုံနေကြသည်
အိမ်မော်တင်တော့အရက်ဆိုင်ပိုင်ကျင်ဦးစိုးကြီးနဲ့ရွာလူကြီးထို့နောက်တခြားရွာသားများဒေါနဲ့မောနဲ့အတန်များထွက်ပေါ်လာသည်ဒီလောင်းကိုအခုချက်ချင်းမြုပ်ဒီလိုအရက်သမားကိုဖျားလိုက်ပြီးမြုပ်လိုက်လေရတယ်ရွာလူကြီးဟေးကောင်နေမင်းတို့ဘာစကားပြောတာလဲကိုကောင်းက9ရွာသားပြီးတော့သူ့သားဘိုးထင်ရှိသေးတယ်သူ့သားရှိသေးတော့ဘာရေးလဲဗျကျုပ်တို့မပါပဲဒီလောင်းကြီးကိုအဲ့ကလေးကမြေချပေးနိုင်လို့လားရွာလူကြီးနဲ့ရောင်သားများအခြေအတင်စကားပြောနေကြသည်ထိုအချိန်ဦးစိုးကြီးဒေါသအတန်နဲ့ပြောသောစကားများပေါ်လာသည်ဟဲ့ကောင်ဝင်းမောင်မင်းကပူဆိုးနေတာမင်းကဘိုးတင်ပိုင်တာတွေအပိုင်မစည်းရလို့မီးလောင်ရလေးပင်လုံနေတာမဟုတ်လားစိုးကြီးမင်းနဲ့ဘာဆိုင်လဲမနှက်ဖန်ဆိုဇော်မိုးတို့အလှဝင်ပြီအဲ့တော့ဒီမသားကိုအခုညမြေချရမှာပဲဟုတ်တယ်ဝင်းမောင်ပြောတာမှန်တယ်အိမ်ဝိုင်းဝန်းနဲ့ရောက်နေကြသောမောင်ဘိုးထင်သည်သူတို့ပြောစကားများကိုအတန်အသင့်ကြားရပြီးဖြစ်သောကြောင့်ယခုအချိန်ကိုကောင်းစွာသဘောပေါက်မိသည်သူတို့လည်းညာရင်းချင်းရောက်လာရေးလေးသာတော်တော့သည်ရွာသားများစုကမောင်ဘိုးထင်ရဲ့အဖေကိုတကြိုကျင်နေကြသည်ရွာသားများသည်ဦးစိုးကြီးကိုအေးမဆိုင်ပြီရွာလူကြီးမှလက်မခံလို့သာမောင်ဘိုးထင်ရဲ့အဖေအလောင်းအားဖျားပတ်ပြီးမြေမမြုပ်ခြင်းသာဖြစ်ပေသည်မောင်ဘိုးထင်သည်အေးဆေးတည်ငြိမ်သောဖြင့်အိမ်ဝိုင်းထဲကိုဝင်လိုက်သည်ရွာသားများ၏မိတို့များမှအလင်းရောက်ကြောင်းမောင်ဘိုးထင်တို့ဝင်လာသည်ကိုအထင်သာမြင်ရသည်ရွာသားများသည်မောင်ဘိုးထင်ကိုကြည့်ကာဘိုးထင်ရောက်လာပြီအဲ့ကောင်အိမ်ပေါ်တက်ခိုင်းတယ်ဆုံးမသွားပြီဖြစ်သောအတော်ဖြစ်သူ၏ယောက်ျားဝင်းမောင်၏မာကျောသောအတန်သည်အိမ်ပေါ်မှထွက်ပေါ်လာသည်ထိုကရွာသားများသည်မောင်ဘိုးထင်တို့ကိုအိမ်ပေါ်တက်စီလိုက်သည်မောင်ဘိုးထင်နောက်တွင်ဦးဝုံတို့သည်လည်းမျက်နှာသားကိုတင်းလိုက်ကြသည်ဦးဝုံသည်မောင်ဘိုးထင်ကိုတိုးတိုးကပ်ပြီးတော့ကောင်းလေးမင်းစိတ်ကြိုက်တာလို့မင်းနောက်မှာငါရှိတယ်တရွာနဲ့တယောက်ဆိုလည်းငါမကြောက်ဘူးကြားလားဦးဝုံဤသူကြံသောဖိုးထွေးတို့မှလည်းအတန်ခတ်အုပ်ဖြင့်ဘိုးထင်နည်းနည်းကြောက်ပေမဲ့လည်းမင်းနောက်မှာငါရှိတယ်ဟုတ်တယ်ဘိုးထင်ငါလည်းဒူးနည်းနည်းတုံနေတာအလွယ်မင်းနဲ့အတူတူရှိတယ်။တားရဲနဲ့ဖိုးထွေးတို့ထိုးထိုးပြောသားကတားရဲဒီမောင်ဘိုးထင်နာကတ်လိုက်ပြီနော်ဘိုးထင်ငါကကိုဖိုးထွေးတို့ကိုသားတို့ကြောက်တဲ့ကောင်သားမျိုးမဟုတ်ဘူးသိလားအမှန်တရားအတွက်ဆိုရင်အသက်ပါပေးရတယ်ပေါ့မင်းဟာဘယ်ဟာကမှန်တယ်ဘယ်ဟာကမှားလဲသိလို့လားဟာဘိုးထင်မင်းမှန်မှန်တယ်ကွာကြားလားမောင်ဘိုးထင်နားတဲ့အတန်ခတ်ဆော့သောပြောဆိုနေသောတားရဲကြောင့်ဖိုးထွေးသားရပင်မျက်နှာငယ်သွားမတတ်ဖြစ်သွားသည်သူတို့အားလုံးအိမ်ပေါ်ရောက်သောအခါဒီနစီမီးခွက်များ၏အယောင်များကြောင့်အိမ်ထဲနှင့်ရှင်းလင်းသာမြင်ရသည်ဦးကောင်း၏ရုပ်လောင်းသည်အိမ်နောက်ခန်းတွင်ရှိသောဖျာချမ်းပေါ်တွင်ဆောင်းတစ်ထည်ကိုခင်းပေးထားပြီးတော့အလောင်းကောင်းရည်နှင့်ပန်းအိုးတစ်လုံးအားခုံလေးတစ်ခုပင်တင်ထားသည်ခုံပေါ်တွင်အရက်တပလင်းနှင့်အမီးတချို့တင်ထားပေးကဖျောင်းနိုင်တိုင်ထုံထားပေးလေသည်မောင်ဘိုးထင်သူ၏ဖခင်ရုပ်အလောင်းကိုတစ်ချက်ကြည့်လိုက်ပြီးဦးစိုးကြီးနှင့်ရွာလူကြီးအနာထိုင်လိုက်သည်ဦးဝုံသည်လည်းမောင်ဘိုးထင်၏အနာတွင်ထိုင်လိုက်သလိုကျန်သောဖိုးထွေးတို့သည်လည်းတင်းကျင်သောနေရာတွင်ထိုင်နေကြတော့သည်သူတို့အလုံးထိုင်ပြီးသည်နှင့်ရွာလူကြီးမှစကားဆိုလာသည်ကဲဘိုးထင်မင်းကိုစောင့်နေတာရွာသားတွေကမင်းမလာတော့ဘူးထင်ပြီးတော့ညာရင်းချင်းပဲမင်းအဖေကိုတကြိုမလို့လောက်နေကြတယ်ကျုပ်ရွာမှာနေတော့ကလူသိရင်တစ်ရက်ဒါမှမဟုတ်2ရက်3ရက်ထားပါတယ်ဘာဖြစ်လို့ကျုပ်အဖေကြမှာညာရင်းချင်းတကြိုခိုင်းတာလဲနားမလဲဘူးငါဘိုးထင်စကားကိုဝင်းမောင်မှာပြန်ဖြစ်သည်ရွာမှာအလူရှိတယ်ကွာမနှက်ဖန်ဆိုအဝင်ဖြစ်ပြီဒီတော့ဒီညာကမင်းအဖေမသားကိုချမရမှာနေပါအောင်ခမရအလှရှင်လားအလှရှင်တော့မဟုတ်ဘူးရွာတလေးကိုပြောပြတာမင်းမသိတာရဲ့အများကြီးပဲဘိုးတင်ဘာမှမသိစရာမလိုကျုပ်ဖေလောင်းတရက်ထားမယ်မောင်ဘိုးတင်ထိုးထိုးပြောတော့ကဝင်းမောင်နဲ့တခြားညာတွင်ချင်းတကြိုကျင်နေကြသောရွာသားများသည်တူတူတူနဲ့စကားဆူလာကြလိမ့်မင်းတရက်ထားရင်ငါတို့ရွာသားတွေဘာမှလုပ်ကူမှာမဟုတ်ဘူးဟုတ်တယ်မြေချတာလွယ်တယ်များမှတ်နေလားမောင်ဘိုးတင်ရွာသားများ၏ပြောစကားများကိုတစ်ချက်မေပြုံးလိုက်ပြီးတော့တိစိန်ရွာသားတွေသူတော်ကောင်းနေလားဗျကျုပ်အဖေတရားတော်မှအိမ်ရှိမှာကနက်ပြင်းအောင်ထိုးမထားပါလားဗမာလဲစံနေလာဖို့ထားလည်းမရှိပါလားမောင်ဘိုးထင်ပြောစကားကြောင့်ကြံသူများငြိမ်နေကြပေမဲ့ရွာလူချင်းနဲ့ဦးဆိုးကြီးမှာငါတို့ကကနက်ပြင်းထိုးပြီးတော့ဆန်လက်ခံဖို့လုံးမလို့ကွာဒါပေမဲ့ဘယ်သူမှအေးမလို့ကြောက်ဟုတ်တယ်ဘိုးထင်ရွာသားတွေကမင်းဖေကအသိဝင်မဟုတ်တော့ဘူးဘယ်တိုင်းနိုင်မှမလိုက်ဘူးဆိုပြီးတော့ဒီတိုင်းနေတာကျုပ်သိပါတယ်ရက်သမားကြီးမသားဘယ်စီပါမလဲကျုပ်အပြစ်မပြောဘယ်သူမှမြေချဖို့မကူညီလဲကျုပ်တိုင်းကျုပ်တကြိုးမယ်မောင်ဘိုးထင်စကားကြောင့်ရွာသားများလှုပ်လှုပ်ရှားရှားဖြစ်သွားပြီနော်ဟေးအဲ့ကလေးသားသားကောင်ဘာလဲကွာဟုတ်တယ်သူ့ကိုယ်သူဘာထင်နေရလဲဟုတ်တယ်ဒီကလေးသားသားကောင်စကားကိုနားထောင်ကြမလို့အလောင်းကိုဆွဲထုတ်ပြီးမြေမြုပ်လိုက်အောင်ရွာသားများ၏စကားအသံကြောင့်မောင်ဘိုးထင်နားတွင်ထိုင်နေသောဦးအောင်သည်ကျမ်းမြေကိုလက်နှင့်ပြင်းထန်စွာပုတ်လိုက်ကဘဲကောင်ဒီလောင်းအောင်ထိလေထိကြည့်စမ်းအလောင်းကိုထိတဲ့ကောင်နောက်နေမသားပေါ်ပြီးသားမှပေပင်ရွာကဦးအောင်နဲ့ကွာနာမည်တစ်လုံးနဲ့နေတာဦးဝင်းဒေါသမှန်အပြည့်ပါသောစကားအသံကြောင့်ရွာသားများငြိမ်သွားကြသည်မငြိမ်လို့ကလည်းမရပေပေရွာမှဦးဝင်းဆိုတာဒီနေ့တစ်ခွဲမှနာမည်ကျော်ပုဂ္ဂိုလ်မဟုတ်ပါလားဦးဝင်းသည်နောက်ထပ်ကျေလောင်သောအတန်ဖြင့်ထပ်ပြောလာသည်သစ်စိန်သား၏နားထောင်စံငါကောင်လေးဘိုးတင်သူ့ဖေအာသူပါသူ့စိတ်ကြိုက်လှုပ်လိုက်မယ်
ထုံးတဲ့နေအစင်လာရင်လာမပြောနဲ့ပြောတဲ့ကောင်တော့နေမျက်နှာတစ်เสียရှိမယ်မထင်နဲ့မကျင်တဲ့ကောင်တွေအခုပြန်ကြဦးအောင်ကြီးစကားတန်ဆုံးတည်နဲ့ရွာထဲမှာခွေးများသည်ကြက်သိန်းထားလောက်အောင်ဆွဆွဲငင်ဦးနေလျာရွာသားများထိတ်လန့်ကုန်ကြသည်နာမည်တစ်လုံးနဲ့ဦးအောင်အကြောင်းသိသောရွာသားတချို့ကတော့မသိသူများကိုတိုးတိုးနဲ့ပြောပြီးတော့မောင်ဘိုးထင်တော်အိမ်ဝိုင်းပြင်သို့ထွက်သွားကြတော့သည်အိမ်ပေါ်တွင်တော့တစ်စိန်သားဟူ၍ဖဲသမားများထို့အပြင်ရွာလူချင်းနှင့်ဦးဆိုးကြီးတို့သာရှိပါလေတော့သည်အချိန်မတော်သကောင်းရန်အချိန်တွင်မောင်ဘိုးထင်ဖခင်နာရေးမှာဖဲသမားများဖဲရိုက်နေကြသည်ဖဲသမားများကတော့ဘယ်ပြဿနာပဲရှိတုံးခဏသာငြိမ်နေပြီးတော့ပြဿနာပြီးသွားသည်နှင့်ဖဲဝိုင်းပြန်ဖြစ်နေကြစမြဲလည်းဖြစ်သည်ဖဲဝိုင်းသည်နှစ်ဝိုင်းရှိရာတဝိုင်းကိုတာဝေးမှအကောက်ကောက်နေပြီးတော့ကြံတဝိုင်းကိုတော့တာရမှအကောက်ကောက်နေသည်ဖိုးထွေးသည်ကမောင်ဘိုးထင်တော်ရဲ့အတူထိုင်ပြီးတော့စကားပြောနေသည်ကဲဦးအောင်တက်စိန်သားဆိုလို့ကျုံနဲ့ဟောဟိုကအစိုးကြီးပဲကြံတော့တယ်မနဲ့ဘလို့ပြဿနာကြီးဖြစ်လဲမပြောတတ်ဘူးစိတ်မပူပါနဲ့ဗျာကျုပ်တို့တိုင်းလှုပ်လိုက်ပါမယ်ကျုပ်ရွာသားတွေအကြောင်းကျုပ်သိတယ်ခမည်းကိုကြောက်လို့သာငြိမ်နေတာဒီတိုင်းတော့မပြီးတော့ဘူးဟုတ်တယ်ဆရာကြီးကဒီရွာသားတွေကဝင်းမောင်စကားနားထောင်နေတာရွာလူကြီးစကားတော့နားမထောင်ဝင်းမောင်ကဘိုးထင်ပိုင်နဲ့လဲနဲ့အိမ်ကိုလိုချင်နေတာမရလို့ဒီကောင်ကအညှိုးထားတာဗျထားလိုက်ပါရွာလူကြီးနဲ့ဦးဆိုးကြီးတွေနားကျင်ပြန်နားကြတော့ဗျကျုပ်တို့ဒီမှာနေပါမယ်ဦးအောင်နဲ့ရွာလူကြီးပြီးနောက်ဦးဆိုးကြီးတို့စကားပြောနေကြသည့်စကားများကိုမောင်ဘိုးထင်ကသူ၏ဖခင်ကိုလှမ်းကြည့်ပြီးသားငြိမ်နေလေတော့သည်ရွာလူကြီးတင်ငြိမ်နေတော့မောင်ဘိုးထင်ဟာဘိုးထင်မင်းဖေမသိငါ့ကိုမှားသွားတာရှိတယ်ဟုတ်ဦးကြီးပြောပါမင်းတို့လေကိုရောင်းလိုက်ပြီကွာရောင်းလို့ရတဲ့ငွေနဲ့6လုံးပတ်တစ်စုံဝယ်ထားတယ်မင်းကိုပေးခြင်းလို့ဆိုပြီးတော့မင်းပြန်သွားပြီးချင်းငါ့ကိုပြောပြီးတော့တန်စီစဉ်ခိုင်းတာဘုံကမနှက်ဖန်လောင်းမှရောက်မယ်ပိုတဲ့ငွေတွေမင်းကိုပေးမယ်ဟုတ်ကဲ့ဦးကြီးဒီအိမ်ကိုဘယ်လိုလုပ်မှလဲပြန်နေမှလားရောင်းမှလားရောင်းတော့မယ်ဗျာဒီရွာမှာလည်းမနေချင်ဘူးကဲမင်းသဘောပါအဲ့ဒါဆိုရင်ငါပြန်တော့မယ်ဒီညဒီမှာအိမ်မလို့ပဲကွာဒါပေမဲ့လူများတော့ငါပြန်ပြီကွာရွာလူကြီးကတော့ပြောဆိုတော့ထားရက်လိုက်ပြီးတော့ကြံခဲ့မိသူများကိုနှုတ်ဆက်ပြီးပြန်သွားလေတော့သည်ထို့နောက်ဦးအောင်သည်ဦးစိုးကြီးဘက်လှည့်ကစိုးကြီးကျုပ်ကိုကူညီဦးများပြောစရာကြီးမနှက်ဖန်ခေါင်းပြင်းနေဝယ်ပေးဗျာပြီးတော့တင်းချိုင်းမှာမြေတူးကိုစီစဉ်ပေးအောင်ဒီရွာသားတွေကလာတော့မဲ့ပုံတော့မပေါ်စိတ်ချပါကျုပ်စီစဉ်လိုက်မယ်ပြီးတော့ခမည်းကိုကျုပ်တို့ငွေပေးမယ်ဗျာဘာသာရေးနဲ့ဆိုင်တာရတော့မင်းနဲ့ရွာလူကြီးပဲလုပ်လိုက်တော့ဦးစိုးကြီးကတော့ခေါင်းငိမ့်လို့အတိမတ်ပြုတ်လိုက်သည်ဦးအောင်သည်မောင်ဘိုးထင်မဲ့လှည့်ပြီးနောက်ဘိုးထင်ပြားပါမင်းအဖေကိုတရက်တော့မထားနဲ့တော့ပါမနှက်ဖန်မြေးချလိုက်အောင်အဖသဘောပါဒီတို့ဖြင့်ဦးအောင်၏လမ်းညွှန်မှုဖြင့်မောင်ဘိုးထင်၏ဖခင်အာသူဘချမင်းအစီအစဉ်အားဆွဲလို့ပြီးသွားလေတော့သည်မနေ့၄ယောက်ကြီးမရခင်ဦးအောင်နှင့်မောင်ဘိုးထင်အားရွာလူကြီးမှသူမလာနိုင်ကြောင်းလာပြောသည်သူအားနားလဲပေးရန်တောင်းပန်နေရာဦးအောင်နှင့်မောင်ဘိုးထင်မှနားလဲကြောင်းပြောမှရွာလူကြီးပြန်သွားတော့သည်မောင်ဘိုးထင်သည်ဦးစိုးကြီးအားနှိုးလိုက်ပြီးနောက်ဦးစိုးကြီးထဗျအေးထပြီကွာဦးစိုးကြီးမြေတူးမဲ့သူရှာပြီးတော့တူးခိုင်းတော့ဗျပြီးတော့အခေါင်းဆက်မှတ်ပြင်ဝယ်ပေးအောင်ပြင်ကတော့လုံးမနေနဲ့ငါရင်ကကျွန်းပြင်နေလောက်ကွာငါလည်း30ရာမရှိဘူးတန်နေတူတွေလည်းရှိတယ်တယောက်တော့ငါနဲ့လိုက်ခဲ့ကျုပ်လိုက်ခဲ့မယ်ဒါပေမဲ့ဦးစိုးကြီးဟိုလားကိုဘလို့ခေါ်လဲဗျအယူတွေတီးနေကြရလေဗျငါသိပါတယ်ကွာဟဲ့ကောင်မင်းဖေကငါဖောက်တယ်ကွာမင်းဖေကသူ့အသက်ကိုရင်းပြီးတော့ငါဆိုင်ရဲ့ဖောက်တယ်ကောင်ကြီးဖြစ်တယ်ဆိုတော့တက်တေပြလိုက်တဲ့သူရဲ့ကောင်သူ့ရဲ့နာရေးမှာငါဒီလောက်တော့ဂုံပြူးတင်တာပေါ့ယူမှမရှိဘူးကွာငါအရက်ရောင်းစားတဲ့ကောင်ဦးစိုးကြီးရဲ့စကားကိုမောင်ဘိုးထင်သားမကကြံသူများကငေးပြီးကြည့်နေကြသည်ဦးစိုးကြီးအရွှင်းဖောက်ပြောနေသည်ကိုထင်ပေရမယ်လေသူ၏မျက်နှာမှာတော့တီတန့်လိုနေသည်သူဟာဝိုင်းပြီးကြည့်နေကြသည်ကိုသိတော်ဦးစိုးကြီးသည်မင်းတို့ကလည်းကွာငါမနေတတ်တော့ဘူးငါယုတ်ကြီးတာကျန်းတာဟာလူငယ်လေးတွေကြည့်ရင်စိတ်ထဲတစ်မျိုးဖြစ်တယ်လာအိမ်သွားပြီးတော့ပြင်သွားတယ်အောင်ကျုပ်လိုက်မယ်ဦးစိုးကြီးမောင်ဘိုးထင်မှသူလိုက်မိပြောတော့ကဖိုးထွန်းနဲ့သားရသည်ဘိုးထင်နေမင်းကအကောင်သေးတယ်ငါတို့ပဲသွားလိုက်ဟုတ်တယ်ဘိုးထင်ကနေဒီကောင်လေးနှစ်ယောက်ကအရွယ်ကောင်းလေးတွေကွာမင်းကသေးတယ်ဦးစိုးကြီးစကားကြောင့်ဖိုးထွန်းနဲ့သားရတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်တယောက်နဲ့တယောက်ကြည့်နေတော့ဖိုးထွန်းနဲ့သားရဦးစိုးကြီးမှဟဲ့ကောင်လေးလာလေဘာရက်လုံးနေရတော့ဦးစိုးကြီးခေါ်တဲ့ကြောင့်ဖိုးထွန်းနဲ့သားရသည်ဦးစိုးကြီးနောက်မလှမ်းမကမ်းမှလိုက်ပါသွားနေပြီးတော့တရဏဂုံတင်ရန်ဖုံးကြီးမပါပါကျွန်းသားပြင်ကောင်းမှာတော့အိုးမဲနဲ့ဦးကောင်း၏နာမည်နဲ့အသက်ကိုရေးထားသည်ထိုခေါင်းထဲသို့မောင်ဘိုးထင်၏ဖခင်အလောင်းအားထည့်လိုက်ကြသည်ဘိုးထင်ငါလည်းဘာမှမသိဘူးတော့ရမ်းလုံးနေတာအဖေကသေပြီးပြီပဲဗျာဘသူမှမလုပ်ဘူးတော့ကိုယ်တိုင်းကိုချရတာပေါ့ရွာထဲမှာအခေါင်းကိုမထမ်းရဘူးလေကွာဘိုးထင်အဲ့ဒါဆိုလက်နဲ့ဆွဲဗျဖဲသမားတွေပါခေါ်ရမလားဗျရှုံးတဲ့ကောင်တွေတော့ခေါ်လို့ရမှာမဟုတ်ဘူးဒင်းတော့ငွေလိုနေတာရတာခေါ်မယ်ဗျကျုံးတဲ့သားကြီးကမနိုင်ဘူးနော်ဒီကောင်ဘိုးထင်ငိုလေကွာမင်းကမဲဖေးသေးတာငိုရမှာမဟုတ်ဘူးလားငိုမရဘူးဗျငိုလည်းမငိုရင်
ကျုပ်နေသားကြနေပြီကောင်းနေကွာတို့ကအောက်လန်းနေဒါရောက်မယ်အသေးတော့မားမှာပဲအသေးကတော့မမဟုတ်ပါညကအဖေကအမေနဲ့တွေ့နေရပြီလို့အိမ်မက်မက်လို့မငိုချင်တော့တာသူလူဘွားမှာရှိတော့လေအထီးကျန်နေတာပဲမဟုတ်လားအေးကွာမိုးကျွတ်သွားတာပေါ့ကွာထို့နောက်ဦးစိုးကြီးမှာမြေကြီးတူးပြီးဖြစ်ကြောင်းလာပြောတော့ကဦးဝန်းဒီဖိုးထွေးသားရနဲ့ဖဲသမားများကိုမောင်ဘိုးထီဖခင်အလောင်းထည့်ထားတော့အခောင်းကိုဝလုံးကြီးများပေါ်တင်ခိုင်းလိုက်ပြီးတော့ဟဲ့ကောင်လေးငါလည်းအတုပမချတော့ငါသီးသလောက်ဆိုဓာတ်ဆက်ကြီးကအလောင်းပိုက်ဖွင့်ရင်အတုပချမယ်ဆိုတာရွာသားတွေကိုအတိပေးတာအဲ့ဒါမှသူတို့ကအဝိတွေရုပ်တကားတွေပိတ်ငါတို့ကဘယ်လိုလုပ်မလို့မထူးဘူးပါရအော်သွားကြတော့အတုပချမယ်ပြောလို့သာအော်သွားလိုက်ကွာဤကွာလုံးကြအောင်သူတို့အတုပချရဲ့ပြင်ဆင်နေကြတယ်တာရေးဒီမောင်ဘိုးထင်နာကပ်ပြီးတော့ဘိုးထင်အတုပချတာပိုပြီးပြီပြောငါလုံးပြမောင်ဘိုးထင်ဟာထို့သို့ပြောပြီးတာရေးဒီအလောင်းထဲသားသောအခေါင်းသားသွားကအမလေးဦးကောင်ရဲ့ထားကြည့်ပါဦးကျုပ်ဘသူနဲ့နေရမှာတော့တာရေးအော်ဟဲ့ငိုကြွေးနေလေသည်တာရေး2အိမ်ကျော်3အိမ်ကျော်ငိုတန်းကြောင့်အတုပချမိပုံပိုရေးအသက်ဝင်လာတော့သည်ထို့နောက်မောင်ဘိုးထင်သည်ထို့သို့တွေးပြီးတော့တာရေးကိုကျေးဇူးတင်နေလေသည်ဦးဝန်းဒီရဲရတဲ့အာတုပလိုက်ဖို့ဘို့သူမဟုတ်ညအချိန်မတော်ရင်သာအောက်လန်းအတိုက်လုံးရန်သာအလောင်းကိုပေါ်တာပြန်မြုပ်တာလုပ်ဖို့သူလည်းဖြစ်သည်တခုလည်းသူသေးလောက်ပြောဆိုလောက်ကင်နေခြင်းလည်းဖြစ်ပေသည်ဖဲချုံးသည့်ဖဲသမားများဖိုးထွေးသားရတို့သည်ဦးကောင်းထည့်ထားသောအခေါင်းကိုမားလိုက်ရဦးအောင်မှာဟေးဒူးမကြော်နဲ့ဒူးကြော်ရင်မဖြစ်တော့ဘူးကွာမတိဘူးဟေးမတိဘူးဖအောက်လန်းစရာအာတုပချနေရတယ်လို့ကွာလက်ခွားနေမှာပဲဦးအောင်တယောက်လည်းချွေးများဆိုနေသည့်ဖိုးထွေးတို့ဟာကုန်းနဲ့အခေါင်းကြီးကိုဖဲသမားများနဲ့အတူမနေကြတယ်။တာရေးသည်လည်းနောက်ကလိုက်ရအောင်ငိုကြွေးနေလေရာအလောင်းသိနေရရဲ့ပင်ပန်းနေသောဖိုးထွေးပါ။တာရေးမင်းဟာအမလီနဲ့ပဲပြီးနေရပဲကွာတခြားဟာလေးပြောင်းပြီးငိုကွာနားကြီးတယ်ကွာလေးရတဲ့အထက်ကိုဖိုးထွေးကလည်းဗျာကျုပ်လည်းမောနေပြီဟိုကောင်ဘိုးထင်ကငိုရမှာကျုပ်ကအစားငိုပေးနေတာကျုပ်လည်းဒါပဲငိုတတ်တာနောက်တနည်းကတက်တဲ့နီးပဲရှိတော့တက်ပြမလားတာရေးစကားကြောင့်ဖိုးထွေးတယောက်မျက်လုံးပြူးသွားကတက်တော့မတက်ပါနဲ့ကွာပြောရင်းဆိုရင်အလုံးကြီးဆို့မဆို့နဲ့ရောကြိုက်တယ်လို့သာငိုနားပြီးငိုနော်ဟုတ်ပြီလားတာရေးဒီဖိုးထွေးကမြည်သူစကားမှမပြောဆက်ရွေတာငိုနေလေတော့သည်ဤသို့နှင့်သားသမီးပေါ်တစ်သက်လုံးမကျင်တာတေကန်ဒီမှအတိတရားဝင်အချိန်လုံးမကြသောနောင်တများကိုရင်ဝယ်ပိုက်ပြီးတော့တေသွားသူအရက်သမားကြီးဦးကောင်းရင်အာတုပတိကဗျမ်းမရာဖြစ်လို့နေပါတော့သည်ဦးအောင်ဒေါသထွက်နေပြီလည်းဖြစ်သည်အင်မတန်အောင်ဒေါသထွက်နေလာသည်သူနည်းသူမောင်ဘိုးထင်တို့လည်းဒေါသထွက်နေသည်ရွာပြင်တင်းကျိုင်းသောမိလမ်းများကိုရွာသားများကပိတ်ပင်ပြီးတော့မသွားနိုင်ရန်နှောက်ယှက်ပေးနေသည့်အတွက်လည်းဖြစ်သည်ဟိုဘက်ကသွားလို့ပြောလိုက်ဦးအောင်ကိုတဲသွားတော့ကဒီဘက်ကလည်းသွားလို့ပြောလိုက်နေမကူညီကြဘဲနဲ့နှောက်ယှက်နေကြကြအောင်လည်းဖြစ်သည်နောက်ဆုံးဦးအောင်သည်ပိတ်ရက်နေသောလမ်းဤအခေါင်းကြီးကိုချစေပြီးတော့မောင်ဘိုးထင်ဘက်လှည့်ကကောင်းလေငါကတော့စိတ်မရှိတော့ဘူးကွာဒါတမင်လိုက်နှောက်ယှက်နေတာဟုတ်တယ်ရွာလူကြီးလည်းပြောလို့ရမယ်ပုံမပေါ်ဒီတော့ငါအကျန်းနီးသုံးမယ်ကွာလူလိုတိနေလို့မရတော့ဘူးအဘသဘောဗျာလှုပ်ချင်တယ်လို့သာလှုပ်ကဲခေါင်ရမ်းမှန်းရှာကွာမောင်ဘိုးထနဲ့တာကြီးဒီပိတ်နေသောလူများကိုရှောင်ရင်းပြီးတော့တင်းချိုင်းသားတွင်ရှိသောခေါင်ရမ်းပန်းပင်မှာခေါင်ရမ်းပန်းတစ်ပွင့်ကိုခူးလာပြီးနောက်ဦးဝါပေးလိုက်သည်ဦးဝန်းဒီခေါင်ရမ်းပန်းကိုကင်ကကဲငါနောက်ဆုံးမေးမယ်မင်းတို့ကောင်တွေဖဲမှာလားရွာသားများတီကတော့မတိအကျအောင်ဆောင်ပြီးလမ်းကိုပိတ်ထားကြသည်ဦးဝန်းဒီတောက်တစ်ချက်ခောက်လိုက်ပြီးတော့ပြီးစံကွာတန်တွင်ဖိုးထွေးသည်အသိယူလာသောတန်တွင်ကိုပေးလိုက်သည်ဦးအောင်သည်တန်တွင်နှင့်အခေါင်းကြီးကိုဖွင့်လိုက်ပြီးတော့ဖောရောက်နေသောဦးကောင်း၏နားထဲသို့ခေါင်ရမ်းပန်းကိုပန်ပေးလိုက်ကမန်တန်တစ်ပုတ်ကိုတိုးရွတ်လိုက်သည်ကဲမင်းတိုင်းမင်းသွားကွာတင်းကြရောငါတို့နောက်ကလိုက်ခဲ့မယ်ဦးအောင်ထိုးသောပြောလိုက်သည်နှင့်အလောင်းကောင်းကြီးသည်ငုံတုပ်ထထိုင်လာရာအလောင်းကြီးအသက်ဝင်လာပြီလူများ၏အော်တန်နှင့်အတူရွာသားများထွက်ပြေးကြကုန်သည်တတိရှိလာပါသည်ဆိုသောရွာသားများမှပင်အဝေးမှပင်လှမ်း၍ကြည့်နေကြသည်အလောင်းကောင်ကြီးသည်အခေါင်းအပြင်မှထွက်ပြီးတရင်တရိုင်နှင့်ရွာအပြင်သို့တဖြည်းဖြည်းထွက်ခွာသွားလေတော့သည်အလောင်းထမ်းပေးနေသောဖဲသမားများပါထွက်ပြေးသွားကြပြီမို့လို့အလောင်းမရှိသောအခေါင်းအလို့ကြီးကိုငိုချင်းတဲ့တာရေးအတုပရှင်မောင်ဘိုးထင်မှာရှေ့က2ယောက်ဖိုးထွင်းတဲ့တာရတို့2ယောက်ကနောက်မှနေ၍တင်းချိုင်းစီသို့ထမ်းသွားလေပါတော့သည်မောင်ဘိုးထင်အပေဦးကောင်း၏အတုပချခြင်းသည်ကဟိုးလေးတကြော်နဲ့ပြီးဆုံးသွားပြီလည်းဖြစ်သည်ကျန်သည့်ကိစ္စများနှင့်ဘာသာရေးကိစ္စများလို့ရွာလူကြီးနှင့်ဦးစိုးကြီးဟာငွေပေးပြီးလှုပ်ခိုင်းလိုက်သည်မောင်ဘိုးထင်တို့ဒီကဦးအောင်မသိခင်မောင်ဘိုးထင်နဲ့ဝယ်ပေးထားသောဘုံများကိုထမ်းသူအားထမ်းရွက်သူကရွက်နှင့်ပေးပင်ရွာသို့ပြန်လာကြတော့သည်ပန်းမကြီးကို2ယောက်ဝလုံးနှင့်ထိုထမ်းလာကြသည်ကြံသောဘုံလေးများအားတစ်ယောက်တစ်လုံးပွေလာကြသည်မောင်ဘိုးထင်သည်သူ၏ဖခင်တေဆုံးသည်ကိုဝမ်းမနေတော့ပင်စိတ်မကောင်းတော့ဖြစ်မိသည်ကောင်းသည်လရမကြသွားသည်ကိုပင်ကျေးဇူးတင်ရမည်လည်းဖြစ်ပေသည်
မောင်ဘိုးထင်သည်သူ၏မွေးရမြေတေးစိမ့်ရွာအတော်ကိုစိတ်နာသွားခဲ့ပြီ။ကြံခဲ့သောအိမ်နှင့်ဝိုင်းအားရောင်းပြီးရင်နောက်တစ်ခါဘယ်တော့မှမလာတော့ဘူးလို့လည်းဆုံးဖြတ်ထားလိုက်သည်။သူလမ်းလျှောက်နေရင်ထို့သို့သွင်းနေစဉ်ဘုံကြီးကိုရှိုးပြီးထမ်းလာသောနှစ်ယောက်အနက်မှာတာရမှာဘုံကြီးအားရပါရတီးလိုက်သည်။ဘုံတဲ့ကျမ်းမှာမောင်ဘိုးထင်အတွေးများပျောက်ကွယ်သွားပြီးတော့ဘလို့လဲကိုသားတာတီးလို့ကောင်းသလား။အေးဟာရှေ့ရကောင်မျက်နှာကြီးမှတ်ပြီးတီးလိုက်တာအရသာကိုရှိနေရပဲ။ပြုံးစည်းနဲ့တာရ၏စကားကြောင့်ရှေ့မှဘုံရမ်းနေသောဖိုးထွေးမြစ်တယောက်မျက်နှာမတမညာဖြစ်သွားသည်။တာရေးဒီကဘုံအသေးလေးကိုတီးရင်းနဲ့ဦးဝုံး၏ဘေးတွင်လမ်းလျှောက်နေရင်လမ်းလိုက်တာဘာကြီးအောင်ဟာဟဲ့ကောင်နေဘာလေးလမ်းနေတာတော့ဘိုးထင်အဖေကြီးလမ်းထားလျှောက်တာကိုပြောတာဟာဒီကောင်တော့ကွာပြန်အောင်ပြန်နေပြီမင်းဟာအခုမှလန့်နေရတာအဲ့အချိန်ကဘိုးထင်ကိုတနာတဲ့စိတ်ကများနေတော့မလန့်အောင်ဘူးလေ။တာရေးစကားကြောင့်ဦးဝုံးမျက်လုံးပင်ပြူးသွားရသည်။မောင်ဘိုးထင်ဒီရှေ့မှသွားနေနဲ့နောက်မှဦးဝုံးကိုစောင်းလိုက်တာအဖကျုပ်ဘာကြီးမစီမှာဘုံတီးတင်ပါနော်အေးတင်မင်းဘုံတီးမြန်တက်ချင်လားတက်ချင်တာပေါ့ဗျအဲ့ဒါဆိုရင်ကွာဘုံမော်သွင်းပေးမယ်ဟာတကယ်လို့လို့ရလားအဖိုင်ရတာပေါ့ကမင်းတို့ဘုံမော်အောင်ရင်ရွာကဆိုင်းတီးနေတဲ့ဘိုးတော်တွေကိုအသာလေးရှင်းလို့ရတယ်မောင်ဘိုးထင်ဒီဦးဝုံးကြီးဘုံမော်သွင်းလို့ရသည်ဆိုသောစကားကိုတွေးရင်ပေပင်ရွာသို့ပြန်လာသောလမ်းမှာဘုံတလုံးကိုဝေးလမ်းလျှောက်နေလေတော့သည်မောင်ဘိုးထင်နဲ့အာသူဘသည်ကဤမြတာမကြာမီအောက်လန်းဘိုးထင်နဲ့ဘုံမော်ဆိုတဲ့ဝတ္ထုလေးကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာတင်ဆက်သူကျွန်တော်ဇက်ဖလိမ့်မှာနားဆင်သူပရိသတ်ချင်းနဲ့စာရေးသူမောင်တင်ဆန်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါအောင်လို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ